ရှေဒီကုတ်ဖျားကြီးမှာကြတော့ထူးခြားချက်အမွေရာ9ချက်ရှိရလေနံပါတ်1တစ်ကကြရွှေသီးကုတ်ဖျားကြီးရဲ့အရေးကဥဒ္ဒရာရဲ့အပြင်ဘက်ကိုအရေးကကြော်ပြီးတော့မထွက်ဘူးလေနံပါတ်2နှစ်ကကြတော့ရွှေလောက်စကုခါပါပါလေးကိုဖျားကြီးရဲ့ကြားပေါက်ကြလန်ပေါ်ကနေပြချလိုက်မဲ့ဆိုရင်အဝေးကိုလွတ်ပါမသွားဘူးဖျားကြီးရဲ့ပလက်ဝဲအတွင်းထဲကိုပဲပြန်ကြတယ်လေနံပါတ်3တော့ကကြရွှေသီးကုတ်ဖျားကြီးကိုပေါ့ဘုံဘုံလူကဝေဒနေရအနေလက်ဖို့မြို့မယ်ဆိုရင်တောင်ကုန်းရဲ့အမြင့်ဒေသမှာတည်ထားရလို့ခြေရပေါ့ဒီမှာလာဖို့မြို့မယ်ဆိုရင်တော့မြေပြားမှာပဲတည်ထားရပေါ့နံပါတ်4နေရာကြတစောင်းမုံပွဲတော်မှာအဲဒါရီထောက်တောင်းမကများနေပါပါစေတိုးကြီးရဲ့တချီရဲ့ဆိုတာမရှိဘူးပေါ့အမြဲတမ်းတယောက်နဲ့တယောက်ကချောချောင်းလဲလဲပဲသွားလို့ရတယ်လေနံပါတ်5ငါကြတော့မိုးဘက်လောက်တဲ့မိုးရွာရင်အနောထားပြီးကိုလိုက်တီထားဖျားရဲ့ပစ္စည်းသုံးစီရမိုးရွာရင်ရေလုံးဝမှမတင်ဘူးပေါ့နံပါတ်6ကကြအထီးတော်မှာတကျိုးတို့တန်ခိုင်းလို့ကစိုက်ထားခြင်းပြခြင်းဆိုတာမရှိဘူးပေါ့အလဲတဲ့တိုင်းနဲ့ပဲတည်မြဲထားရလေနံပါတ်9ကကြတော့မဟာစီတော်ဤတာဝတီးရင်မြောက်ကမကြားရအောင်မြောက်ကတီးရင်တာဝမကြားရအောင်ပေါ့နံပါတ်10ကကြတော့သုံးမဟုတ်တစ်ပိတ်9လုံးပေါ့ဒီပေါင်းလာပြတရမှာတန်ခါလူတွေကဆုံးပြီးတော့ကတ်လို့မရဘူးဘိုးဘမရှိရဲ့နတ်တီတို့ကြားတွေလို့အရင်တော့ဥပြီးနံပါတ်9ကကြတော့ခရီးပင်ပေါ့12လရာသီလို့ခုပွင့်နေသူကရွှေသီးကုတ်ဖျားကြီးဗီဒီယာတဆူမဟုတ်ဘူးပေါ့လက်ဆူရှိရွှေသီးကုတ်ဖျားကြီးရဲ့အတွင်းထဲမှာကြာဇေဒီယာတဆူရှိသေးတာ